ဒီကိုမလေးကကောင်လေးကိုမြင်မြင်ချင်းပဲချစ်မိသွားခဲ့တယ်။ဒီနေ့မှာကောင်လေးကငှက်တွေကိုပိုးရောင်းကောင်းအောင်ထူးခြားတဲ့ငှက်ဝတ်စုံကိုဝတ်ပြီးအယောင်ကူလုပ်နေခဲ့တဲ့ဖောက်တယ်တွေကိုဆွဲဆောင်နိုင်မယ်လို့ထင်ခဲ့ပေမဲ့အမှန်တကယ်ဆွဲဆောင်မိသွားတာကတော့ကိုမလေးတစ်ကောင်ပါ။သူမကကောင်လေးကိုသူ့မျိုးနွယ်ကအထီးကိုတစ်ကောင်လို့ထင်ပြီးမြင်တဲ့အချိန်ကစလို့အရန်ဆွဲလန်းသွားခဲ့တယ်။အဲ့ဒီနောက်ကောင်လေးပဲသွားသူမကအမြဲလိုက်နေတော့တယ်။ကောင်လေးကသူမကိုဖယ်ရှားဖို့နီးလက်မျိုးစုံစူးစမ်းခဲ့တယ်။လိုက်မောင်းထုတ်တဲ့ပုံနဲ့အမိုက်ပုံတဲ့တောင်ပြစ်ထည့်လိုက်သေးတယ်။ဒါပေမဲ့ကိုမလေးကအမြဲပြန်လာခဲ့ပြီးပြန်လာတိုင်းလည်းပူပြီးဆွဲရှိလာခဲ့တယ်။တခါတော့သူမကရင်ကိုဖောင်းပြီးကိုအထင်ကြီးအောင်လုပ်ပြခဲ့ပေမဲ့ကောင်လေးကထပ်ပြီးညှင်းပယ်ခဲ့တယ်။ဒါပေမဲ့သူမကလက်မလျှော့ခဲ့ဘူး။နောက်ပိုင်းမှာတော့ကောင်လေးနာကိုပိုနီးလာပြီးနမ်းဖို့တောင်ကြိုးစားခဲ့တယ်။ကောင်လေးကအရန်စိတ်ပြတ်သွားပြီးသူမလက်ကလွတ်မြောက်ဖို့အစွမ်းကုန်ကြိုးစားခဲ့တယ်။နောက်ဆုံးတော့လွတ်သွားပြီလို့ထင်နေချိန်မှာပဲသူ့ဝစ်စုံတွင်မှာတခုခုလှုပ်ရှားနေတာကိုခံစားလိုက်ရတယ်ကြည့်လိုက်တော့ကိုမလေးကဝစ်စုံတဲ့အထိဝင်နေတာကိုတွေ့လိုက်ရတယ်။သူကအမြန်ဆွဲထုတ်ပြီးအဝေးကြီးကိုပြစ်လိုက်တယ်။အဲ့ဒီအချိန်မှာပဲစိတ်ဝင်စားစရာတစ်ခုကိုသတိထားမိလိုက်တဲ့သူ့ဝစ်စုံကရောင်စုံမွေးတချို့ဟာကိုမလေးရဲ့ကိုယ်ပေါ်မှာကပ်နေခဲ့တာပါ။ချက်ချင်းအကြံတစ်ခုရသွားတဲ့ကောင်လေးကဆိုင်းမုတ်ကိုကောက်ကင်ပြီးအဲ့ဒီကိုရှားပါတဲ့နိုင်ငံခြားငှက်တစ်ကောင်လိုဟန်ဆောင်ကရောင်းလိုက်တယ်ပြီးတော့နောက်ထပ်ကိုတစ်ကောင်ကိုလည်းအမွေးတွေတက်ဆင်ပြီးထည့်ရောင်းခဲ့တယ်။ဒီလိုနဲ့တစ်ကောင်ပြီးတစ်ကောင်ရောင်းချနေရကနေနောက်ဆုံးမှာတော့သူ့ကိုအမြဲလိုက်နေတဲ့ကိုမလေးရဲ့ကျေးဇူးကြောင့်မွေးမြောက်များရရှိပြီးတတိတယောက်ဖြစ်သွားခဲ့တယ်။ကြည့်ရှုသူများအားလုံးစိတ်နှလုံးရှင်လန်းကြပါစေ။ကာတွန်းစကားကောင်းများကြည့်ရှုခြင်းပါက like and follow လုပ်သွားပေးကြပါနော်။